တခါတုန်းကပေါ့မြို့တစ်မြို့မှာတထောင်းစားတစ်ယောက်ရှိတယ်။စင်စင်ရဲရဲတောင်းစားနေရတာကိုမကြည့်ရလို့တကြားမင်းကလူပြည်ဆင်းလာပြီ။အတင်းလူသားငါတင်းကိုကူညီမယ်ဒါပေမဲ့တင်းဘလို့လုပ်မလဲဆိုတာကိုတော့အမှန်တိုင်းပြောပါ။လို့ပြောလိုက်တော့တထောင်းစားကကောင်းပါပြီလို့ပြန်ပြောတော့တကြားမင်းကငါနင့်ကိုပတ်စံ9သိန်းပေးရင်တင်းပါလုပ်မလဲဆိုတော့တထောင်းစားကစဉ်းစားပြီးဖုံးဝယ်မယ်တဲ့။တကြားမင်းကဖုံးဝယ်ပြီးဘာလို့မလို့လဲဆိုတော့တထောင်းစားတငယ်ချင်းတွေကိုဖုံးဆက်ပြီးဘယ်နေရာတောင်းကောင်းလဲမေးပြီးအဲ့ဒီနေရာသွားတောင်းမယ်တဲ့။တကြားမင်းကအင်းဒီငွေလောက်နဲ့သူ့ဘဝမပြောင်းဘူးဆိုပြီးဒါဆို350ပေးမယ်။ဘာလို့မလဲဆိုတော့တထောင်းစားကတစ်ချက်ထပ်တွေးလိုက်တယ်ဆိုင်ကယ်တစ်စီးဝယ်ပြီးတောင်းလို့ကောင်းတဲ့နေရာတွေကိုမြန်သွားတောင်းလိုက်မှာပေါ့တဲ့။တကြားမင်းကမဖြစ်သေးပါဘူးဆိုပြီး300ပေးမယ်ကွာ။ဘာလို့မလဲမေးတော့တထောင်းစားကကားဝယ်ပြီးတစ်မျိုးလုံးလိုက်တောင်းမယ်တဲ့။တကြားမင်းကမဖြစ်ပါဘူးနောက်ဆုံးအနေနဲ့300ပေးမယ်ဘာလို့မလဲဆိုတော့တထောင်းစားကပျော်ပြီးတစ်မျိုးလုံးမှာရှိတဲ့တထောင်းစားတွေကိုပတ်စံပေးနှင်ထုတ်ပြီးတစ်မျိုးလုံးကိုသူတယောက်တည်းတောင်းစားမှာပေါ့တဲ့။ဒီပုံမြင်လေးကအတွေးခေါ်မရှိတဲ့လူကိုပါပေးဘာမှမဖြစ်လာပါဘူး။အခွင့်အရေးဘလောက်ရအတွေးခေါ်မပြောင်းနိုင်သေး။ကောင်းမွန်တဲ့ရလဒ်ဆိုတာမဖြစ်ပေါ်လာပါဘူး။ဒီတထောင်းစားလေးကိုကြည့်ရအောင်သူ့မှာသူ့လုပ်ငန်းချဲ့ထွင်ကြီးထွားဖို့ကျွမ်းကျင်မှုအပြည့်ရှိပါတယ်။ဒါပေမဲ့ချမ်းသာဖို့အခွင့်အရေးရနေတာတောင်းစားနေတဲ့စိတ်ကိုမပြောင်းလဲနိုင်တာကသူ့ဘဝရဲ့အဖြစ်ဖြစ်သွားပါတယ်။မတူညီတဲ့ကောင်းမွန်တဲ့ဘဝရဲ့ရလဒ်ကိုလိုချင်သူအတွက်မတူညီတဲ့လှုပ်ဆောင်ချက်တွေကိုပြုလုပ်မယ်ဆိုရင်တော့သိကြပါတယ်သူများနဲ့မတူတဲ့အကောင်းဆုံးဆိုတဲ့ရလဒ်တွေကိုတောင်းတလိုက်ရုံနဲ့ရမယ့်ဘဝမျိုးကိုပိုင်ဆိုင်လာမှာပါ